အခုလိုတရုတ်ဆောင်မှုတွေကြောင့်နေဝင်းလိုပဲပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာတင်အကယ်ဒမီရရှိသွားနိုင်တဲ့အောင်စုံမှုကတော့မြန်မာစက်သမင်လောကမှာတင်မကပဲမက်တိုင်တစ်ခုကိုစိုက်ထုတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်အထူးသဖြင့်သူရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားစီကအရန်ကိုကောင်းမွန်လုံးတဲ့အချက်အကယ်ဒမီရရှိသွားနိုင်တယ်လို့လည်းပြည်သက်တွေများစွာရဲ့ချီးကျူးမှုတွေကိုရရှိထားတာပါမြန်မာနုပညာသမိုင်းမှာရုပ်ရှင်ဇာတ်ကားစီတစ်ခုတည်းရိုက်ကူးရုံနဲ့တင်အကယ်ဒမီရရှိသွားတဲ့နုပညာဆိုတာမရှိသလောက်ရှားပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေကအဆိုတော်ကြီးနေဝင်းကလည်းပထမဆုံးရုပ်ရှင်ဇာတ်ကားမှာအကယ်ဒမီဆုကိုသိမ်းပိုက်သွားခဲ့တာပါ။ဒါကြောင့်ပြည်သက်တွေရဲ့ချစ်တော်စက်မင်းသားလေးအောင်စုံမှုကလည်းသူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာမြန်မာရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီဆုကိုရရှိနိုင်တယ်လို့ပြည်သက်တွေကချီးကျူးအားပေးနေကြတာလည်းဖြစ်ပါတယ်။အထူးသဖြင့်အခုလိုမျိုးထူးခြားတဲ့အချက်တွေကြောင့်လည်းအောင်စုံမှုကအကယ်ဒမီဆုရရှိနိုင်တယ်လို့ရာဂိုင်နှုန်းများနေတာလည်းဖြစ်ပါတယ်။ဘယ်လိုအချက်တွေလဲဆိုရင်တော့အဓိကအားဖြင့်အောင်စုံမှုရဲ့တမူထူးခြားနေတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပဲဖြစ်ပါတယ်။မင်းသားအသစ်လေးလိုမထင်ရောက်တော့တဲ့အထီကိုတရုတ်ဆောင်အိုင်တင်တွေကပြည်သက်တွေရဲ့ရင်ထဲကိုရောက်ရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါတင်မကသေးပဲပြည်သက်များစွာကဒီရုပ်ရှင်ဇာတ်ကားကြီးကိုအကုန်မကြည့်ဘူးသေးပေမဲ့နမူနာဇဝင်ခန်းတွေမှာတင်အောင်စမှုရဲ့တရုတ်ဆောင်ဆောင်ရွက်တွေကိုအတိမတ်ပြုပြီးချီးကျူးအားပေးခဲ့ရတဲ့အထီကိုဖြစ်ပါတယ်။အောင်စမှုကစက်မြင်သားလေးလောက်ဆိုပေမဲ့တရုတ်ဆောင်တဲ့နေရာမှာရုပ်ရည်ကိုဦးစားပေးပဲတရုတ်ဆောင်ပြီးမျက်ရည်တွေနာရည်တွေကြားတဲ့အထိပုံဖော်ပြနိုင်တာကလည်းအရေးချင်းတစ်ခုပါပဲ။ဒါတွေသာမကပဲဝိုင်းရင်မင်းသားမင်းသမီးကြီးတွေနဲ့အပြိုင်လောကြမသွားတဲ့တရုတ်ဆောင်ဆောင်ရည်တွေကြောင့်ဇက်လန်ကပို့ပြီးအသက်ဝင်လာတယ်လို့လည်းပြောလို့ရပါတယ်။အခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသတဲ့အချိန်မှာလူပင်လန်ကြီးလောက်ကြီးမားတဲ့ပြည်သက်များစွာရဲ့ဝင်းရအားပေးမှုတွေကြားထဲမှာတခန်းနဲ့အောင်မြင်မှုတွေကိုလည်းသိပိုက်နေရလဲဖြစ်ပါတယ်။နိုင်ငံကျော်ထိပ်တန်းမင်းသားကြီးနေတိုးတို့လိုပုံကိုယ်တွေကတော့အခုလိုအားပေးမှုတွေမရှိတဲ့အချိန်မှာအောင်စမှုကတနိုင်ငံလုံးအတိုင်းအတာနဲ့ကြီးမားတဲ့ပြည်သက်အုပ်စုကြီးတွေကိုရရှိထားတာကလည်းထူးခြားချက်တစ်ခုပါပဲ။ပြည်သက်များစွာကအောင်စမှုရဲ့စက်ပွဲဒေသမှာကတရုတ်ဆောင်မှုတွေကိုလည်းကြည့်ဖို့ရုပ်ရှင်ရုံးကလူအပြည့်အရှံနဲ့ဝဝကွဲကိုအောင်မြင်နေပါပြီ။ဒီတော့2026ခုနှစ်ရဲ့မြန်မာရုပ်ရှင်လောကမှာအောင်စမှုရဲ့စွမ်းဆောင်ချက်နဲ့အောင်မြင်မှုတွေကပေါ့တည်တော့မဟုတ်တာကြောင့်အကယ်ဒမီရဖို့ဆိုတာကခြေတလားအကွာမှာပဲရှိပါတယ်။မနာလိုဝေဖန်မှုများစွာကနေအောင်မြင်မှုမှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့တာကအောင်စမှုအတွက်တော့တကယ်ကိုချီးကျူးဂုဏ်ပြုစရာပါ။အခုဆိုရင်တော့အညိုတေးရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီရရှိနိုင်တယ်လို့ချီးကျူးခံနေရတာယုံတင်မကပဲကုန်းမောင်မင်းဇာရုပ်ရှင်ဇာတ်ကားကြီးမှာပါပရုံမင်းနေရာကနေတရုတ်ဆောင်ထားတာမလို့အောင်စမှုရဲ့အနုပညာခီးလန်းကတော့ပန်းကင်းလန်းတစ်ခုလိုပါပဲ။ဒီလိုအောင်မြင်မှုပြည်သက်တွေချီးကျူးမှုများစွာထဲမှာမကြသေးခင်ကနဲ့မလာလို့တဲ့ပြည်သက်တွေကြောင့်ရင်မြေးလို့အပြောခံရပြီးတရားစွဲမဲ့ကိစ္စတွေပါဖြစ်ပေါ်ခဲ့တာကတော့စိတ်မကောင်းစရာပါပဲ။ဒါပေမဲ့လည်းအောင်စမှုရဲ့အမာခံပြည်သက်တွေရဲ့ကာကွယ်ပေးမှုတွေအားပေးမှုတွေကြောင့်ဘလို့ဝေဖန်မှုတွေကမှအောက်ကိုပြန်ပြီးတော့ဆွဲမချနိုင်ပါဘူး။ပြည်သက်ကြီးတို့ကရောအောင်စမှုရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အညိုတေးရုပ်ရှင်ကိုသွားကြည့်ပြကြပြီလား။အောင်စမှုရဲ့တရုတ်ဆောင်အန်တွေကိုကြည့်ပြီးတော့ပထမဆုံးရုပ်ရှင်ဇာတ်ကားမှာတဲ့အကယ်ဒမီရရှိသွားနိုင်လဲထင်လားဆိုတာမိမိတို့ရဲ့အမြင်လေးကိုလည်းခေါင်းပေါ်မှာရေးသွားပေးခဲ့ကြပါဦးရှင်။